အရင်တုန်းကအိမ်တော်ရေးကိစ္စတွေကြောင့်အကယ်ဒမီမရတဲ့မိုးဟေကိုမကြသေးခင်ကဆိုရှယ်မီဒီယာပေါ်မှာမိုးဟေကိုရဲ့အတိတ်ကအိမ်တော်ရေးကိစ္စရက်တွေဟာပြန်လည်ရေးပန်းစားလာပါတယ်။တကယ်တော့မိုးဟေကိုကအတိတ်မှာအိမ်တော်ကြခဲ့ပူပြီးအိမ်တော်ကွဲတဲ့ကိစ္စတွေမိသားစုအရှုပ်အရှင်းတချို့ရှိခဲ့ပူပါတယ်။အဲ့ဒီအချိန်တုန်းကသူမရဲ့တရုပ်ဆောင်အရည်အသွေးတွေကဘလောက်ပဲပြပြင်းထူးချွန်နေပါစေဒီလိုကိုရေးကိုတာပြဿနာတွေအကြောင်းပဲအကယ်ဒမီစုရွေးချယ်ခံရဖို့အနှောက်အယှက်ဖြစ်ပြီးတော့စုနဲ့လွဲချော်ခဲ့ရတယ်လို့သတင်းတွေအတော်လေးထွက်ပေါ်ခဲ့ပူပါတယ်။ဒီကောလာဟလတွေဟာအဲ့ဒီခေတ်ကပရိသတ်တွေကြားမှာအတော်လေးပွဲစုခဲ့တဲ့သတင်းတစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီလိုမျိုးစိတ်သက်ကြစရာအခက်အခဲတွေဝေဖန်မှုတွေကိုသူမကအကောင်းဆုံးရင်ဆိုင်ကြော်ဖြတ်နိုင်ခဲ့ပါတယ်။ယနေ့အချိန်မှာဆိုရင်တော့မိုးဟီကိုကအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ယောက်အဖြစ်ရောအနုပညာလောကမှာနေရာတနေရာကိုခိုင်ခိုင်မာမာယူထားနိုင်တဲ့ထိပ်တန်းမင်းသမီးတစ်လက်အဖြစ်ပါရှန်ရှန်တောက်ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။အတိတ်ဆိုတာအတိတ်မှာပဲကြံခဲ့ပါပြီ။သူမကိုအမှန်တကယ်ချစ်ခင်ကြတဲ့ပရိသတ်တွေကအရင်ကကိစ္စတွေကိုခေါင်းထဲမထည့်တော့ဘဲလက်ရှိသူမရဲ့စူးစမ်းအားထုတ်မှုနဲ့အောင်မြင်မှုတွေကိုသာအပြည့်အဝအသိမှတ်ပြုဝန်းရံနေကြပြီဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောမိုးဟီကိုရဲ့လက်ရှိစူးစမ်းမှုတွေအပေါ်ဘယ်လိုမြင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။